မင်္ဂလာပါရှင်။တမချန်းစာဖတ်ကြမယ့်အစီအစဉ်မှကြိုဆိုပါရစေ။ကပ္ပဦးကျမ်းအခန်းကြီး7အခန်းငယ်1မှ9အထိထာဝရဘုရားသည်လည်းအာပြန်ကိုခေါ်တော်မူ၍သင်ဤပြည်နှင့်တကွအမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျှင်ငါပြလက်တန့်သောပြည်သို့သွားလော့ငါသည်သင်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပေး၍သင်ဤနာမကိုကြီးမြတ်စေမည်သင်သည်ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်သင်ကိုကောင်းကြီးပေးသောသူကိုငါကောင်းကြီးပေးမည်သင်ကိုကျိန်ဆဲသောသူကိုငါကျိန်ဆဲမည်သင်အားဖြင့်လည်းလူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ထို့သို့ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအာပြန်ထွက်သွား၍လောတလည်းလိုက်လေ၏အာပြန်သည်ခါရန်မြို့မှထွက်သွားသောအခါအသက်85နှစ်ရှိ၏အာပြန်သည်မယားစာရဲအကိုသားလောတနှင့်ဥစ္စာရတတ်သမျှကို၎င်းခါရန်မြို့၌ရသောလူတို့ကို၎င်းယူပြီးလျှင်ခါနန်ပြည်သို့ရောက်ခြင်းငှာထွက်သွား၍ထိုပြည်သို့ရောက်ကြ၏အာပြန်သည်ထိုပြည်ကိုလျှောက်သွား၍ရှိခင်အရပ်မောရေတပိတ်ပင်သို့ရောက်လေ၏ထိုအခါခါနန်အမျိုးသားတို့သည်ထိုပြည်၌ရှိကြ၏ထာဝရဘုရားသည်အာပြန်အားထင်ရှား၍ဤပြည်ကိုသင်၏အမျိုးအနွယ်အားငါပေးမည်ဟုမိန့်တော်မူ၏ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဘို့ထိုအရပ်၌ယဇ်ပလ္လင်ကိုတည်လေ၏